အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီတင်ဆက်ပေးမယ့်ဂိမ်းလေးကတော့ Stray လို့ခေါ်တဲ့ဂိမ်းလေးမျိုးဖြစ်ပါတယ်ဒီဂိမ်းလေးကတော့ကြောင်မိသားစုလေး၄ယောက်ထဲကတစ်ယောက်ကမိသားစုနဲ့ကွဲသွားတဲ့အတွက်ပြန်လည်စုံစည်းဖို့ကြိုးစားတဲ့ကြောင်လေးတစ်ကောင်ရဲ့ဆွမ်းစားခန်းတွေကိုကြည့်ရတဲ့ဂိမ်းလေးမျိုးဖြစ်ပါတယ်ဇလန်ရဲ့အစမှာတော့မိုးရွာနေတာကြောင့်မိုးခိုနေတဲ့ကြောင်မိသားစုလေးကိုကျွန်တော်တို့စပြီးတွေ့ရမှာဖြစ်ပါတယ်ဒီကြောင်မိသားစုလေး၄ယောက်ကတော့ကြောင်မဲအောင်လေးဖြစ်တဲ့ညောင်မဲလုံးရဲ့ကြောင်ဖြူလေးဖြစ်တဲ့မိဖြူရဲ့အဝိုင်အောင်လေးဖြစ်တဲ့မိဝါရဲ့ကျွန်တော်တို့ရဲ့အဓိကဇလိုက်ဖြစ်တဲ့ရွှေဝါရဲ့ပေါ့နော်၃ယောက်ရဲ့ဇလန်လေးကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ကြောင်လေးတွေကဒီနေ့ကတော့ခီးသွားလို့မရတဲ့အကြောင်းမိုးခိုနေနေတယောက်နဲ့တယောက်အရန်လဲချစ်ကြတဲ့မိသားစုလေးတွေဖြစ်ကြပါတယ်အားနဲ့သူတို့ကတော့ဒီနေ့ကတော့ခီးသွားလို့မရတဲ့အတွက်မိုးခိုနေနေသူတို့ကဒီနေ့ကိုအိတ်ဖို့အတွက်အားလုံးပဲဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီလိုနဲ့နောက်နေ့ရောက်သွားတဲ့ခါနေသားသွားပြီဖြစ်တဲ့အတွက်ကြောင်မိသားစုတွေကခီးထွက်ဖို့အတွက်စပြီးတော့ပြင်ဆင်ကြပါတယ်ဒါပေမဲ့သူတို့ရောက်နေတဲ့နေရာကရေကာတာလိုစက်ရုံပြက်ကြီးလိုတခုတည်းရောက်နေကြဖြစ်ပါတယ်အဲ့လိုနဲ့သူတို့ကတော့ဘယ်ရောက်လို့ရောက်နေမှန်းတော့မသိပေမဲ့သူတို့ကပိုက်လိုင်းလေးပေါ်ကနေပြီးတော့သူတို့ရဲ့လိုရာခီးတွေကိုဒီတိုင်းပဲဥတီယာမဲ့ရှောက်သွားနေကြပါတယ်အဲ့လိုနဲ့ကြောင်မိသားစုလေးကတနေရာဝင်တနေရာထွက်နေရာသစ်တွေကိုစူးစမ်းလေ့လာနေနေတနေရာပြီးတနေရာကိုသွားနေကြတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့လိုနဲ့တနေရာလေးရောက်တော့ကျွန်တော်တို့ပိုက်လိုင်းလေးရဲ့ဟိုဘက်နဲ့ဒီဘက်ကိုကူးဝက်ဖို့ကြိုးစားကြရအောင်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်ရွှေဝါဟာကူးဖြတ်ဖို့ကြိုးစားရင်းနဲ့မတော်တဆအောက်ကိုပြုတ်ကျသွားခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာရွှေဝါရဲ့တကူတော်ဆွန့်စားခန်းများကျွန်တော်တို့စပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာငါကြောင်ပြုတ်ကျသွားပြီဟာငါမိသားစုကြည့်နေဟာရောက်ပြီတူရာဘီဘီဝရရက်ညီချွတ် thank you ဟာမိသားစုနဲ့ဝေးသွားပြီဟာ6တော့လေးနာပါတနာပါကြည့်ဦးနည်းနည်းမူးသွားနေတယ်ဟာရငါမိသားစုအော်နေရဲ့တနာပါတော်တော်မြင့်နေကွာဘယ်နာကိုရောက်သွားမှန်းတော့မသိဘူးဟာရောက်မေ့လဲဝိုင်ဟာဘေးမြောင်းနေကြွားနော်ဟိုမိုက်ထုတ်လေးဘာလို့လှုပ်လဲဘာလေးဘာဖြစ်သွားရက်နေတယ်ဒီရဲ့ animation တွေတကယ်6ကတော့လည်းပြန်သက်သာသွားတယ်လို့တော့ဒီဘက်တော့ဘေးရောက်လာပြီပေါ့နည်းနည်းကြောင်သွားပြီကြောင်တော့ကောင်ကြောင်သွားတယ်ဟာရောက်လာမြို့ကြီးရောက်လာ Dead City တဲ့ဟာလူတွေမရှိတော့လို့လားဒီမြို့ကြီးอ่ะဒီမြို့ကြီးတွင်းနေမှာလားဘာကြီးတယ်ဟိုဘောကနေပြုတ်ကြလာပြီဘုံဆိုဒီရောက်တဲ့ရောက်ဒီရောက်တဲ့မှာမြို့ကြီးဖြစ်ဘာလဲဘာကြွက်လာခုတ်လိုက်အောင်မလက်ခွေးတွေစေးကြွက်နေတာဟလားCCTV လားကြည့်နေလိုက်တယ်ယောကောဘာလဲဘာလဲငါမိသားစုမတွေ့ပြီလားငါမိသားစုမှာငါတို့၃ကောင်ရှိရကွာတော့ရှာပေးပါဦးငါမိသားစုတွေကငါတို့တွေ့ဖို့ဘယ်ကိုရောက်လာဒီမျိုးကလူမရှိတော့ဘူးဒီကောင်နဲ့ဘာဖြစ်နေတာလီကျွတ်တွေကမျိုးကတော်တော်ကြီးကိုပြက်နေပါတော့